ကောင်မလေးတယောက်ဟာသူမရဲ့နေ့လည်စာကိုစားဖို့ပြင်နေတော့နေ့လည်စာဘာမှပါမလာလို့ဗိုက်စာနေတဲ့ကောင်လေးတယောက်ကိုလှမ်းမြင်လိုက်ရပါတယ်ဒါကြောင့်သူမဟာမုတ်တစ်ဖက်ကိုစေတနာနဲ့ပြန်ပေးလိုက်တဲ့အခါကောင်လေးဟာအာတာငှက်မတက်ဝန်းခနဲ့အလျင်မြန်စားတော့လိုက်တာပေါ့အဲ့ဒီနောက်မှာတော့ရုတ်တရက်ဆိုသလိုကောင်လေးဟာဘယ်ကနေဘယ်လိုထွက်လာမှန်းမသိတဲ့မုံလာဦးနီကိမုတ်တတုံးကိုအနားကနေမယုံနိုင်စရာထုတ်ပြလိုက်ပါတယ်ကောင်မလေးလည်းအံ့ဩသွားခဲ့ပေမဲ့အဲ့ဒီကိမုတ်ကိုပျော်ပျော်ရွှင်ရွှင်ပဲစားလိုက်ပါတော့တယ်နောက်တစ်နေ့မှာတော့သူမဟာကောင်လေးနဲ့အတူထပ်မံထိုင်ပြီးကြပြန်ပြီဒီတစ်ချိန်မှာတော့သူမရဲ့အသားလုံးနဲ့ကောင်လေးရဲ့ sandwich တို့ကိုအပြန်အလှန်လဲလှယ်စားတော့ကြပါတယ်ဒီလိုနဲ့သူတို့ရဲ့မုံလဲစားတဲ့အလေးထားလေးဟာတောက်လျှောက်ဆက်ဖြစ်နေခဲ့ပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာအချစ်ဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြပါတော့တယ်။ကျောင်းကားပေါ်မှာဆိုရင်လည်းသူတို့ဟာနေ့လည်စားတွေကိုအပြန်အလှန်မျှဝေစားတော့ကြပါတယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှအပြင်မှာမိုးတွေတဲထန်စွာရွာနေပါစေစီးနှင်းတွေကျဆင်းနေပါစေသူတို့နှစ်ယောက်ဟာအမြဲတမ်းအတူတကွမုံစားလေးရှိကြပါတယ်။ကောင်မလေးအိမ်ပြန်တဲ့အခါမှာလည်းကောင်လေးကကျောင်းကားပေါ်ကနေသူ့မစီကိုကျဲလီတကြားလုံးလေးတွေအမြဲတမ်းလှမ်းပစ်ပေးလေးရှိတာပေါ့။ဒါပေမဲ့နောက်တစ်နေ့မှာဘာတွေဖြစ်ပြလာမလဲဆိုတာကိုတော့ကောင်လေးတယောက်ကြိုတင်မသိရှိခဲ့ကြပါဘူး။သူကျောင်းကားစီးပြီးအိမ်ပြန်လာတဲ့အခါကျောင်းကားပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တော့ကောင်မလေးရဲ့အိမ်ရှိမှာအိမ်ရောင်းရန်ဆိုတဲ့ဆိုင်းဘုတ်ကြီးကတ်ထားတာကိုမြင်လိုက်ရပါတယ်ကောင်မလေးတယောက်အခြားတနေရာစီကိုအပြီးတိုင်ပြောင်းရွှေ့သွားခဲ့ပြီဆိုတာသိလိုက်ရတဲ့အခါကောင်လေးဟာသူမကိုပေးဖို့ပြင်ဆင်လာခဲ့တဲ့မုံလာဦးနီကိမုတ်လေးပါတဲ့နေ့လည်စာဘူးကိုကြည့်ပြီးဝမ်းနဲ့ပက်လက်စိုက်ကြည့်နေခဲ့ရရှာပါတယ်ကံကောင်းချင်တော့အဲ့ဒီနေ့ဟာခရစ်စမတ်နေ့ဖြစ်နေခဲ့တာပါကောင်လေးဟာအိမ်မက်ထဲမှာလိုပဲဆန်တာကလော့စ်ကသူ့ရဲ့အိမ်စီကိုလက်ဆောင်တွေလာရောက်ပေးအပ်နေတာကိုရုတ်တရက်လှမ်းမြင်လိုက်ရပါတယ်နောက်တစ်နေ့မနက်မှာတော့အဝေးစီပြောင်းရွှေ့သွားခဲ့တဲ့ကောင်မလေးဟာလည်းခရစ်စမတ်တစ်ပင်ဘေးနားမှာလက်ဆောင်ဘူးလေးတစ်ခုကိုတွားရောက်တွေ့ရှိခဲ့ပါတယ်သူမဟာအဲ့ဒီလက်ဆောင်ဘူးလေးကိုဖွင့်ကြည့်လိုက်တဲ့အခါအရင်တုန်းကကောင်လေးစီမှာအမြဲတွေ့နေကြအပြာရောင်နေ့လည်စာဘူးလေးကိုပြန်လည်တွေ့ရှိလိုက်ရပြီးဘူးကိုဖွင့်လိုက်တဲ့အခါမှာတော့မျက်နှာပေါ်မှာလှပတဲ့အပြုံးလေးတွေနဲ့ကြည်နူးစွာပြုံးလိုက်မိပါတော့တယ်ကောင်မလေးတယောက်ဟာသူမရဲ့နေ့လည်စာကိုစားဖို့ပြင်နေတော့နေ့လည်စာဘာမှပါမလာလို့ဗိုက်စာနေတဲ့ကောင်လေးတယောက်ကိုလှမ်းမြင်လိုက်ရပါတယ်ဒါကြောင့်သူမဟာမုတ်တစ်ဖက်ကိုစေတနာနဲ့ပြန်ပေးလိုက်တဲ့အခါကောင်လေးဟာအာတာငှက်မတက်ဝန်းခနဲ့အလျင်မြန်စားတော့လိုက်တာပေါ့အဲ့ဒီနောက်မှာတော့ရုတ်တရက်ဆိုသလိုကောင်လေးဟာဘယ်ကနေဘယ်လိုထွက်လာမှန်းမသိတဲ့မုံလာဦးနီကိမုတ်တတုံးကိုအနားကနေမယုံနိုင်စရာထုတ်ပြလိုက်ပါတယ်ကောင်မလေးလည်းအံ့ဩသွားခဲ့ပေမဲ့အဲ့ဒီကိမုတ်ကိုပျော်ပျော်ရွှင်ရွှင်ပဲစားလိုက်ပါတော့တယ်နောက်တစ်နေ့မှာတော့သူမဟာကောင်လေးနဲ့အတူထပ်မံထိုင်ပြီးကြပြန်ပြီဒီတစ်ချိန်မှာတော့သူမရဲ့အသားလုံးနဲ့ကောင်လေးရဲ့ sandwich တို့ကိုအပြန်အလှန်လဲလှယ်စားတော့ကြပါတယ်ဒီလိုနဲ့သူတို့ရဲ့မုံလဲစားတဲ့အလေးထားလေးဟာတောက်လျှောက်ဆက်ဖြစ်နေခဲ့ပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာအချစ်ဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြပါတော့တယ်။ကျောင်းကားပေါ်မှာဆိုရင်လည်းသူတို့ဟာနေ့လည်စားတွေကိုအပြန်အလှန်မျှဝေစားတော့ကြပါတယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှအပြင်မှာမိုးတွေတဲထန်စွာရွာနေပါစေစီးနှင်းတွေကျဆင်းနေပါစေသူတို့နှစ်ယောက်ဟာအမြဲတမ်းအတူတကွမုံစားလေးရှိကြပါတယ်။ကောင်မလေးအိမ်ပြန်တဲ့အခါမှာလည်းကောင်လေးကကျောင်းကားပေါ်ကနေသူ့မစီကိုကျဲလီတကြားလုံးလေးတွေအမြဲတမ်းလှမ်းပစ်ပေးလေးရှိတာပေါ့။ဒါပေမဲ့နောက်တစ်နေ့မှာဘာတွေဖြစ်ပြလာမလဲဆိုတာကိုတော့ကောင်လေးတယောက်ကြိုတင်မသိရှိခဲ့ကြပါဘူး။သူကျောင်းကားစီးပြီးအိမ်ပြန်လာတဲ့အခါကျောင်းကားပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တော့ကောင်မလေးရဲ့အိမ်ရှိမှာအိမ်ရောင်းရန်ဆိုတဲ့ဆိုင်းဘုတ်ကြီးကတ်ထားတာကိုမြင်လိုက်ရပါတယ်ကောင်မလေးတယောက်အခြားတနေရာစီကိုအပြီးတိုင်ပြောင်းရွှေ့သွားခဲ့ပြီဆိုတာသိလိုက်ရတဲ့အခါကောင်လေးဟာသူမကိုပေးဖို့ပြင်ဆင်လာခဲ့တဲ့မုံလာဦးနီကိမုတ်လေးပါတဲ့နေ့လည်စာဘူးကိုကြည့်ပြီးဝမ်းနဲ့ပက်လက်စိုက်ကြည့်နေခဲ့ရရှာပါတယ်ကံကောင်းချင်တော့အဲ့ဒီနေ့ဟာခရစ်စမတ်နေ့ဖြစ်နေခဲ့တာပါကောင်လေးဟာအိမ်မက်ထဲမှာလိုပဲဆန်တာကလော့စ်ကသူ့ရဲ့အိမ်စီကိုလက်ဆောင်တွေလာရောက်ပေးအပ်နေတာကိုရုတ်တရက်လှမ်းမြင်လိုက်ရပါတယ်နောက်တစ်နေ့မနက်မှာတော့အဝေးစီပြောင်းရွှေ့သွားခဲ့တဲ့ကောင်မလေးဟာလည်းခရစ်စမတ်တစ်ပင်ဘေးနားမှာလက်ဆောင်ဘူးလေးတစ်ခုကိုတွားရောက်တွေ့ရှိခဲ့ပါတယ်သူမဟာအဲ့ဒီလက်ဆောင်ဘူးလေးကိုဖွင့်ကြည့်လိုက်တဲ့အခါအရင်တုန်းကကောင်လေးစီမှာအမြဲတွေ့နေကြအပြာရောင်နေ့လည်စာဘူးလေးကိုပြန်လည်တွေ့ရှိလိုက်ရပြီးဘူးကိုဖွင့်လိုက်တဲ့အခါမှာတော့မျက်နှာပေါ်မှာလှပတဲ့အပြုံးလေးတွေနဲ့ကြည်နူးစွာပြုံးလိုက်မိပါတော့တယ်